30ပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဓမ္မပြည်ကိုလည်းရခဲ့တယ်လို့မဟုတ်ဘူးနတ်ပြည်ကိုလည်းရခဲ့တယ်လို့မဟုတ်ဘူးလူပြည်ကိုရခဲ့တယ်လို့ဟောတာအကြောင်းရှိတယ်။အားကြောင့်လူပြည်ကိုရခဲ့တယ်လို့ဟောတော့ဆိုဓမ္မဘုံရောက်သွားတာလဲလူဘုံကမှတစ်ဆင့်ရောက်လို့ရတယ်။နတ်ပြည်ရောက်တယ်ဆိုတာလဲလူဘုံကမှတစ်ဆင့်ရောက်လို့ရတယ်။အလုံးမြင့်မြတ်တဲ့ဘုံဘဝတွေကိုရတယ်ဆိုတာလူဘဝနဲ့ကြိုးစားအထောက်ချင်းဖြစ်တာလဲရနိုင်တာဖြစ်လို့လူဖြစ်ပြီးဆိုလို့ရှိရင်ဓမ္မဖြစ်ဖို့လဲအခွင့်အရေးရှိသွားတယ်။နတ်ဖြစ်ဖို့လဲအခွင့်အရေးရှိသွားတယ်။အဲ့တော့နတ်ဖြစ်ဖို့ကနတ်ပြည်ရောက်ဖို့ဆိုတာဘာတွေလောက်အောင်လို့ခွင့်ရရှိတာလို့ဆိုလူဘုံလူဘဝရောက်နေတဲ့အချိန်လေးမှာဒါနကောင်းမှုလုပ်တဲ့သီလစောင့်တည်တယ်ဒါနသီလနှမျိုးနဲ့တည်းပဲလူတွေဟာနတ်ဘဝရရှိတယ်ဒီလိုဆိုလိုတာနော်နတ်ဘဝကိုရရှိနိုင်တယ်ဒါဖြင့်ဗြဟ္မာဖြစ်ဖို့ကြတော့ဗြဟ္မာဖြစ်ဖို့ကြတော့ဒါနသီလနှမျိုးလေးပြည့်စုံနေမလုံတော့ဘူးသီလကိုအခြေခံပြီးတော့သမထခြင်းစဉ်တခုအောင်မြင်မြင်ကျင့်ဖို့လိုတယ်။ဆံရမအဘိညာဉ်နေရမရူပဇံအရူပဇံဆိုတဲ့စံတရားတွေသမထခြင်းစဉ်တခုကျင့်ပြီးထိုသမထခြင်းစဉ်အောင်မြင်သွားပြီဆိုလို့ရှိရင်လူသားတယောက်သိဆုံးသွားတဲ့အခါမှာဗြဟ္မာဘုံရောက်သွားတယ်။အဲ့တော့လမ်းကြောင်းတွေကလူပြည်ကသွားတဲ့လမ်းကြောင်းကြီးပဲကောလူမဖြစ်ဘဲနဲ့ဗြဟ္မာဖြစ်ဖို့လမ်းကြောင်းဆိုတာတမန်နေတယ်နော်နတ်ပြည်ကရောဗြဟ္မာပြည်မရောက်နိုင်ဘူးလားဆိုတာရောက်နိုင်ပါသို့တော့အခွင့်အရေးဟာလူဘုံတော့မကောင်းဘူးလို့ပြောဘာဖြစ်လို့လဲဆိုရင်တရားအထုတ်ဖို့ခွင့်အရေးဟာလူပြည်မှာရှိတယ်သမထကျင့်စဉ်ကျင့်ဖို့ခွင့်အရေးဟာလူပြည်မှာရှိတယ်ဒါကြောင့်မို့လူဘုံကိုကမ္မပူပြီးလုံးလို့ရတဲ့ဘုံတစ်ဘုံရတော့ကျင့်ကိုကျင့်လို့ရတဲ့ဘုံဘဝနောက်ဆုံးမှနိဗ္ဗာန်ကိုရချင်တယ်ဆိုရင်လူပြည်မှာပဲလူဘဝအနေနဲ့ရတော့ကျင့်ကိုကျင့်တစ်ဖက်ကတခါစဉ်းစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဖျားဖြစ်တာလူသားတွေကပဲဖြစ်လို့ရတယ်နတ်တွေကဖျားဖြစ်တာမရှိဘူးဗြဟ္မာတွေကဖျားဖြစ်မှာမရှိဘူးလူသားတွေကပဲဖျားဖြစ်တယ်ပိစိကဗုဒ္ဓဖြစ်တာရောပိစိကဗုဒ္ဓဖြစ်ဖို့ဆိုတာလေလူသားတွေကပဲဖြစ်တယ်ယန္တာဖြစ်ဖို့ဆိုတာတွေကတော့နော်နတ်တွေမှာလည်းအခွင့်အရေးရှိတယ်ဗြဟ္မာတွေမှာလည်း